အားလုံးပဲမင်္ဂလာပါရှင် Tarot Cafe ပိုင်း Alice YouTube Channel လေးကနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Alice ကအားလုံးအတွက် packet ပိုင်းဗီဒီယိုလေးတစ်ပုဒ်လုပ်ပေးထားပါတယ်Alice ရဲ့ဒီ YouTube ဒီဘုံတော့ Alice ရဲ့ packet ပိုင်းလေးကိုစောင့်ကြည့်နေကြတဲ့သူတွေpacket ပိုင်းတွေကတစ်ခုနဲ့တစ်ခုရက်တွေအရန်ချားနေတာပေါ့နော်ဒါပေမဲ့အမြဲတမ်းတင်တဲ့အခါကျရင်ကြည့်ရှုအားပေးတဲ့သူတွေစောင့်ကြည့်ပြီးနားထောင်ပြီးတဲ့သူတွေပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်လို့ Alice ကဒီကနေပြောချင်ပါတယ်ဆိုတော့ဒီတစ်ခေါက်ရဲ့ packet ပိုင်းခေါင်းစဉ်လေးကတော့ your love language ပါပြောရမယ်ဆိုရင်တော့ကိုယ့်ရဲ့ချစ်ပုံချစ်နည်းကိုယ့်ရဲ့အချစ်တဒနာလေးဖွင့်ဆိုကြမယ်ပေါ့နော်ဆိုတော့လူတိုင်းကတစ်ဖက်သူရဲ့ချစ်ချင်းမြတ်တာတွေကကိုယ့်ဘောဘလို့ view ဆိုင်မှာလဲပါလဲဒါတွေပဲသိကြတယ်ကိုကဘလို့ချစ်တတ်တဲ့လူမျိုးလဲကိုရဲ့အချစ်ခံယူချက်ပေါ့နော်ဒါမျိုးကိုမသိကြဘူးအဲ့တော့ကိုယ်တိုင်ကကိုယ့်အကြောင်းကိုမသိတဲ့လူတွေဖြစ်နေရပါတော့အခြေအနေနဲ့ပတ်သက်ရင်ပေါ့အဲ့တော့ဒီပိုင်းလေးတွေကနေပြီးတော့ကိုယ်တိုင်ကဘလို့ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့ခံယူချက်တွေရှိရတယ်ဘလို့ချစ်ပြတတ်တဲ့သူလဲဒါအပြင်လဲကိုယ်တိုင်ကဘလို့ချီးမျိုးကိုလူချင်တဲ့သူလဲဆိုတော့ love language လို့ခေါင်းစဉ်တက်ထားပေးမယ် Alice ကအခြားသောအခြေအနေနဲ့ပတ်သက်တဲ့ခံယူချက်သဘောထားလေးတွေလည်းအားလုံးပြပြပေးသွားပါမယ်အဲ့တော့ Alice တို့ဒီအောက်မှာဖော်ပြထားတဲ့ပိုင်းနံပါတ်1ပိုင်းနံပါတ်2ပိုင်းနံပါတ်3ဆိုတဲ့ခေါင်းစဉ်လေး၃ခုကတိုင်းတဲ့တရားလေးကို Alice တို့ရွေးချယ်ပြီးတော့သက်ဆိုင်ရာမိနစ်လေးတွေမှာတွားပြီးတော့နားထောင်ကြည့်ရအောင်အားလုံးပဲမိနစ်လေးစီမှာပြန်ပြီးတော့ဒီနေ့မှာပိုင်းဝါးလေးအတွက်ခေါင်းစဉ်ဖြစ်တဲ့ your love language ဆိုတဲ့ခေါင်းစဉ်အောက်မှာချစ်ပုံချင်သည့်အခြေလက္ခဏာလေးတွေကို Alice နဲ့အတူတူနားထောင်ကြည့်မယ်ပေါ့နော်ဆိုတော့ကိုယ်ရောလူတစ်ယောက်ကိုဘယ်လိုမျိုး language တွေသုံးပြီးတော့ချစ်တတ်တာလဲကဲဒါလေးတွေကို Alice တို့တူတူတွားပြီးတော့နားထောင်ကြည့်မယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ပိုင်ဝမ်းလေးတွေကသူတို့ရဲ့ချစ်ပုံချင်းဒီအခြေတဒနာလေးကိုဖွင့်ဆိုရမယ်ဆိုရင်ဖြစ်အမှန်တိုင်းပြောရမယ်ဆိုတော့ပိုင်ဝမ်းတွေကလေသူတို့ကအပိုင်းနှစ်ပိုင်းခန္ဓာနှစ်ခုခွဲတယ်ဘယ်လိုအပိုင်းနှစ်ပိုင်းခန္ဓာနှစ်ခုလဲဆိုတော့များသောအားဖြင့်ပေါ့နော်ဒီပိုင်ဝမ်းထဲမှာဆယ်ကျော်တက်လေးတွေလည်းပါမယ်ဒါမှမဟုတ်ရင်အသက်အရွယ်တစ်ခုရရင်ကျက်တဲ့သူတွေလည်းပါမယ်ဆိုတော့ငယ်ရွယ်စဉ်ကာလမှာဆယ်ကျော်တက်ပဲဖြစ်ဖြစ်ဒါသူတို့ရဲ့ငယ်ငယ်ရွယ်ရွယ်နဲ့အခြေတဒနာဖွင့်ဆိုတဲ့နေရာမှာသူတို့ရဲ့အထိပ္ပယ်ကရိုးရှင်းတယ်တခုဆိုရင်သူတို့ရရတဲ့အဆင်ပြေရင်သူရွေးချက်လိုက်မယ်ချစ်လိုက်မယ်ကြိုက်လိုက်မယ်ခံစားရင်လည်းခံစားရမယ်ကွာဒါပေတိကာလတစ်ခုရောက်သွားတဲ့အခါကျရင်အချစ်နဲ့ပတ်သက်ပြီးတော့ရင်းချက်သွားတာမျိုးဒါမှမဟုတ်ရင်လည်းကိုယ့်ရဲ့အသက်မှာရင်းချက်သွားတဲ့အချိန်ကာလတစ်ခုရောက်သွားရင်တော့သူတို့ရဲ့အချစ်တဒနာပို့ပြီးတော့စမ်းကြေလာတယ်အဲ့တော့ငယ်ရွယ်စဉ်မှာတော့ကိုမတိမနာလဲပဲနဲ့ချစ်မိကြိုက်မိတာသို့မဟုတ်ကိုလက်ခံမိတဲ့အရာတွေကတော့ကိုလက်စင်လန်းပြန်ပြီးတော့လုပ်ကြတယ်ဟဲငါသူနဲ့ရည်စားဖြစ်ခဲ့ပြောရမယ်ဆိုရင်တော့တစုံတစ်ယောက်နဲ့ချစ်ခဲ့တာသို့မဟုတ်တစုံတစ်ယောက်ကိုဒါချစ်သူရည်စားရှိတဲ့သူမှမဟုတ်ဘူးเนาะအကယ်၍ကိုရန်ချစ်သူရည်စားမထားခဲ့ဘူးဒါပေမဲ့ကိုရန်က crush ခဲ့ဘူးတဲ့သူရှိရယ်စိတ်ဝင်စားခဲ့ဘူးရှိရယ်အဲ့ဒါဆိုရင်လည်းငါအရင်တော့ကြိုက်ခဲ့တဲ့သူကငါအရင်တော့သဘောကျခဲ့တဲ့သူကသို့မဟုတ်လည်းငါနဲ့အရင်ချစ်ခဲ့တဲ့သူကငါဒီလိုလိုအပ်ချက်ရှိနေပါလားငါဘာလို့သူ့ကိုချစ်မိခဲ့တာလဲဒီလိုပုံစံမျိုးတွေပေါ့တကယ်ပဲသူတို့ကိုသူတို့မချစ်ခဲ့ဘူးတို့လိုဘာလို့ပေါ့အမှန်တိုင်းတော့မဟုတ်ဘူးသူကပြောရမယ်ဆိုတော့ခံယူချက်ပြောင်းသွားတာပေါ့အဲ့လိုပုံစံနှစ်မျိုးနဲ့စားရဖြစ်နေတယ်လို့မြင်တယ်အခုအနေထားအခုလက်ရှိ currently energy အရာဆိုရင်အခြေကိုနည်းနည်းဘယ်လိုပြောရမလဲသူတို့အတွက်ကိုပြည့်စုံလုံလောက်တယ်လို့ခံစားရတဲ့ energy မျိုးကိုသူတို့ကလိုချင်တယ်တကယ်တမ်းချစ်မိပြီးကြိုက်မိပြီးဆိုရင်ပိုင်ဝမ်းလေးတွေကဘေးနားမှာbutterfly နေပြန်ဝဲနေတယ်လို့ပဲเนาะလေးပြလေးရဲ့အနားမှာဝဲနေတယ်လို့မျိုးပဲဆိုတော့ခံစားတတ်တယ်အရန်ချစ်ပေးတတ်တယ်ဒါအပြင်လဲသူတို့တွေကလူတယောက်ကိုချစ်ပုံချင်းဒီမှာဘလို့ချစ်ပုံချင်းလဲဆိုတော့အလျှော်ပေးတဲ့ပုံစံမျိုးလေးရှိတယ်အဲ့လိုအလျှော်ပေးရဆိုတဲ့နေရာမှာเนาะသူတို့ကတိတာအညံ့ခံပြီးအလျှော်ပေးတာမျိုးမဟုတ်ဘူးမတိမတာအလျှော်ပေးတာဒါကိုတစ်ဖက်တော့ကိုယ့်ရဲ့ person ကဒီအကြောင်းကိုနားလည်မယ်ဆိုရင်တော့ကိုယ်အရန်တန်မိုးထားလိမ့်မယ်သို့မဟုတ်ဒီအကြောင်းကိုကြော်သွားတဲ့လူဆိုရင်တော့သူတို့တွေကစိတ်ထဲမှာတော့စိတ်မကောင်းတာမျိုးစိတ်ခုတာမျိုးโอเคငါကဒီလိုမျိုးအနစ်နာခံပေးတာတော့မှနင်ကငါရဲ့ခံစားချက်ကိုလှစ်လူရှူရဲကြော်သွားရဲဆိုပြီးနောက်တစ်ခါကျရင်သူတို့တွေကအဲ့လိုအနစ်နာမခံပေးမယ်နည်းနည်းအရွယ်တိုက်ချင်တာမျိုးလည်းဖြစ်သွားမယ်အဲ့တော့ပိုင်ဝမ်းတွေရဲ့စိတ်ခံစားချက်ကအမတို့ဒီပေါ့နော် control လုပ်လို့မရဘူး Alice တို့ control လုပ်လို့မရဘူးသူတို့ရဲ့ပုံစံကပြောရမယ်ဆိုရင်လူနဲ့ပဲဆိုင်မယ်လူဆိုတာကကြတော့ဒီပိုင်ဝမ်းကိုရွေးချယ်တာလေလူမဟုတ်ဘူးနော်သက်ဆိုင်ရသူတို့နဲ့ပတ်သက်ရမယ်လူနဲ့ပဲဆိုင်တယ်တစ်ဖက်လူကသူတို့ကဘယ်လိုပြောပိုင်ဝမ်းလေးတွေကဖျောင်းလေးတွေရှွန့်လေးတွေလိုပဲသူတို့နဲ့သက်ဆိုင်တဲ့သူကပုံသွင်းတတ်ရင်သူတို့ကပုံဝင်အဝင်ခွင်ကြပုံသွင်းရလေးမှာနေပြီးတော့လိမ့်လိမ့်မသွားတယ်မဟုတ်ဘူးတစ်ဖက်ကလာပြီးကိုယ်တောက်ဆက်လာပြီးဖြစ်မယ်ဆိုရင်လာရတယ်လာငါနဲ့ဒါဒီလိုချမလားဖားလားအဲ့လိုမျိုးကြီးပေါ့နော်ပြောရမယ်ဆိုရင်ချမလားဆိုတာဒါ Alice ကအဆတာပါဘယ်လိုပြောရမလဲနည်းနည်းတိမခံတဲ့တဲမှာပါသွားတာပေါ့နော်အဲ့ကြောင့်မို့သူတို့ရဲ့
ချစ်ပုံချင်းဒီသူတို့ရဲ့ language ကိုကောင်းကောင်းသိကျင်နေဆိုရင်သူတို့နဲ့ပတ်သက်တဲ့ person ကိုကြည့်လိုက်သူတို့ကအရန်ပိုင်ဝမ်းလေးတွေကအရန် toxic ဖြစ်ပြီးကြမ်းတမ်းနေရဆိုရင်သူတို့နဲ့ပတ်သက်နေတဲ့လူသူတို့နဲ့ဆက်နွယ်နေတဲ့လူပြောအောင်ဆိုသူတို့ရဲ့ချစ်သူရီးစားဒါမှမဟုတ်ရင်လည်းသူတို့ချစ်နေရတဲ့သူကသူတို့ပေါ်မှာအဲ့လောက်ကြီးကြီးအများကြီးမကောင်းပဲနဲ့သူတို့ပေါ်မှာလည်း toxic ဖြစ်နေတာမျိုးတွေပါလေဆိုရင်တော့ပိုင်ဝမ်းတွေကဒီလိုမျိုးမှုလိုက်ပြီးတော့ပြောင်းတတ်တဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ငယ်ရွယ်တော့ခုနလိုမျိုးပဲဒီတိုင်းပဲခေါင်းညှိလိုက်မယ်လက်ခံလိုက်မယ်ပေါ့ပေါ့ပါပဲတွေးခဲ့ရဆိုရင်အသက်အရွယ်တစ်ခုရောက်လာတဲ့အခါအခြေအနေနဲ့ပတ်သက်ပြီးရင်းကျက်လာတဲ့အခါကျရင်ခုနက Alice ပြောသလိုမျိုးပဲပို့ပြီးတော့လေးနဲ့တွေးတယ်လေးနဲ့တွေးတယ်ဆိုတဲ့နေရာမှာဘာတွေပါလာပြီလဲဆိုတော့တစ်ဖက်လူရဲ့အနာဂတ်ကိုယ့်ရဲ့အနာဂတ်နဲ့ချိန်ပြီးတော့ဒီလိုငါရွေးချယ်ဖို့တင်ရလားဒီလိုရွေးချယ်လိုက်မယ်ဆိုငါတို့အဆင်ပြေမှာလားဒါမျိုးတွေချိန်ထိုးပြီးစဉ်းစားတဲ့လူမျိုးတွေလို့ပြောလို့ရတယ်နော်အဲ့ဒါကြောင့်မလို့ပိုင်ဝမ်းလေးတွေရဲ့ love language ကကြတော့တကယ်တမ်းရှုပ်တော့ရှုပ်တယ်ဒါပေမဲ့တေချာနားလည်ပြီးတော့ခုနက Alice ပြောသလိုပုံသွင်းပေးတတ်တဲ့သူဆိုရင်သူတို့တွေကအရန်ကိုပုံသွင်းရမှာတွားတတ်တယ်ပေါ့ဒါအပြင်လည်းသူတို့တွေကလူတစ်ယောက်အပေါ်မှာချစ်မိပြီးဆိုရင်လေအဲ့လိုနဲ့ပတ်သက်ပြီးသွားရင်အရန်မျှော်လင့်တတ်ကြတယ်ဥမာဆိုရင် Alice ဒါကတော့ဒါ love language တက်ပါလာပြီပေါ့နော်မျှော်လင့်တတ်ကြရဲဆိုတာလေအမှန်တိုင်းပြောရမယ်ဆိုရင်တော့ဒီလူနဲ့ဘွားတစ်ခုတီထောင်ရင်ငါဘယ်လိုမျိုးပုံစံလေးနေမလဲပြောရမယ်ဆိုရင်တော့စိတ်ကူးရင်နဲ့အိမ်မက်တွေရှိတယ်ဒီလူနဲ့ပဲဒီလိုမျိုးအဆုံးသတ်ထိသွားဖို့အတွက်ကိုရည်ရွယ်ချက်ရည်မှန်းချက်တွေထားတတ်ကြရဲအဲ့လိုမျိုးဖြစ်ချင်တဲ့အကြောင်းလေးကိုလည်းလေသူတို့တွေကသူတို့ရဲ့သက်ဆိုင်တဲ့သူကိုဖွင့်ပြောလေးရှိကြတယ်အဲ့တော့ပိုင်ဝမ်းကိုပိုင်ဆိုင်ထားတဲ့သူပိုင်ဝမ်းလေးကိုရွေးချယ်ထားတဲ့သူကအကယ်၍အနာဂတ်ကြောင်းမပြောဘူးဆိုရင်တေးကြတယ်သူကအဲ့ဒီလူအဆုံးထိရွေးချယ်ထားတာမျိုးမဟုတ်လို့တကယ်အဆုံးထိရွေးချယ်ထားတဲ့လူဆိုရင်ပိုင်ဝမ်းနေရလေအေးစေးဒီတိုင်းပဲနော်ပေါ့ပေါ့ပါကြီးမတွေးနေဘူးနော်ဆိုတော့အနာဂတ်မှာငါနဲ့နေနဲ့တူတူလေးဘယ်လိုလေးနေကြမယ်ငါတို့နှစ်ယောက်ဘယ်လိုမျိုးလေးဘွားလေးတည်ထောင်ကြမယ်မိသားစုဘွားလေးဘယ်လိုမျိုးတည်ဆောက်ကြမယ်ဆိုပြီးအရန်ကိုတာယာနှစ်လိုပဲကောင်းတဲ့စကားတွေအနာဂတ်နဲ့ပတ်သက်တဲ့အတွေးအသစ်တွေကြံဉာဏ်သစ်တွေအဲ့လိုမျိုးလေးပေါ့နော်ရှိတဲ့ကြရတဲ့မှာပါတယ်ဒါအပြင်ပိုင်ဝမ်းလေးတွေကအခြေအနေနဲ့ပတ်သက်ပြီးတော့ရင်လေဒီစုံတစ်ယောက်ကသူတို့ကိုချစ်တယ်ဂယုစိုက်တယ်ကျင်နာတယ်ဆိုတာပြလိုက်သူတို့ကလေတစ်ဖက်လူရဲ့နောက်ွယ်ကဘာတွေခံစားနေရတာလဲဘာတွေဖြစ်နေရလဲ trauma တွေရှိနေရလားဒဏ်ရာတွေရနေရလားအကုန်လုံးကိုတေးစိတ်ကစားကုသပေးခြင်းတဲ့လူတွေတစ်ဖက်လူကချစ်တယ်ပဲပြောလိုက်နော်ဗဇက်နှုတ်ဖျားလေးရနေပြီးချစ်တယ်ဂယုစိုက်ပေးမယ်ကျင်နာပေးမယ်ဆိုတာပဲပြောလိုက်သူတို့က action ပြပြီးတော့ပြီအဲ့တော့ action ပြတာအရန်မြန်နေတဲ့မှာပိုင်ဝမ်းနေပါတယ်ဒါပေမဲ့တခုတော့ရှိရခုနကအဲ့ဒီပြောဆိုလို့ပဲတစ်ဖက်လူကသူတို့ပေါ်မှာညင်သာသာလေးကျင်နာလေးပြောနေရရင်ကိုဇာပေါ်တစ်ဖက်ကဗဇက်နဲ့ပဲပြောသေးတယ်သူကလက်တွေ့တတဆိုပြီးတော့လှုပ်ပြီးသွားပြီအဲ့လိုပုံစံမျိုးလေးပိုင်ဝမ်းရဲ့အခြေခံချက်လေး love language လေးတွေကမတိမတာတိတာနဲ့ခုနကလိုမျိုးပေါ့နော်မှန်တယ်တော့သူတို့တွေကအများကြီးမျှော်လင့်ထားတယ်သို့ပေမဲ့အဲ့ဒါယူလူတစ်ဖက်သားတိမှာကိုလည်းကြောက်တယ်ဒါပေမဲ့ချစ်ပုံချင်းကြီးရလဲသူကလည်းသူတော့ဟုတ်နေရပဲပေါ့နော်အဲ့လိုပုံစံမျိုးလေးရှိရဒါအပြင်ဒီစုံတစ်ယောက်ကိုချစ်မိပြီဆိုရင်သူတို့တွေကတစ်ဖက်လူကိုလေအရန် sport ပေးရဲ့လူတွေမှာပါတယ်အနာဂတ်တွေကိုတွေးပြီးတယ်အနာဂတ်ဆိုတဲ့နေရာမှာ Alice ကပြောသွားတဲ့အနာဂတ်ကနှစ်ယောက်ရဲ့အနာဂတ်အခြေရေးအိမ်အောင်ရေးဒါနဲ့ပတ်သက်တဲ့အနာဂတ်အခုပြောတဲ့အနာဂတ်ကကြောဘဝရဲ့ရက်တီဖို့အတွက်အနာဂတ်ပေါ့နော်ပညာရေးအခြေအနေလားစီးပွားရေးအခြေအနေလားဒါမျိုးတွေနဲ့ပတ်သက်ပြီးသူတို့ရဲ့ love language ကကြတော့ဒါမျိုးတွေနဲ့ပတ်သက်ပြီးလမ်းပြပေးတာ guidance လုပ်ပေးတာဒီလိုသွားရင်တော့ဒီလိုဖြစ်မယ်နော်ဒီလိုမျိုးလေးလုပ်လိုက်ပါလားဒါလေးဆိုရင်ပို့အဆင်ပြေမယ်ထင်တယ်စူးစမ်းနော်ဒါမျိုးပေါ့နော်အားပေးတတ်တဲ့ထဲမှာပိုင်ဝမ်းလေးတွေကပါတယ်ဒါပေမဲ့တခုတော့ရှိရင်ငုံနေစားလုံးဝတီးမခံဘူးလာပြီးအာယုံအရန်အာယုံနောက်ပြီဆိုရင်တို့တွေကလေစိတ်ရှုပ်တဲ့တဲမှာတော့ပါတယ်အဲ့တော့တို့အာယုံနောက်အောင်တော့သွားလို့တော့မရဘူးပေါ့နော်ဒါအပြင်လည်းပိုင်ဝမ်းလေးတွေကချစ်ပုံချင်းချစ်တဲ့သနာဖွင့်ဆိုရဲနေရာမှာခံစားချက်တွေကိုလေအမှန်တိုင်းပြောရမယ်ဆိုရင်တော့တိုဝက်သိမ်းစီးထားတဲ့လူထဲမှာခုနလိုမျိုးအနှဲနဲ့အများပါတာဖြစ်တဲ့အတွက်တစ်ဖက်လူကဘယ်လိုပြောရမလဲသူတို့ပေါ့နော်အကယ်၍တချို့ရှိရကြတယ်လေပွင့်လင်းပြောမှရမှာပိုင်ဝမ်းနေရမဟုတ်ဘူးမပြောဘူးနော်သူကသူပဲအဲ့လိုကြိတ်ခံစားမယ်ကြိတ်ဝမ်းနေမယ်ကြိတ်ကြေကွဲမယ်ကြိတ်ပြီးတော့ပျော်မယ်အဲ့လိုမျိုးပုံစံဖြစ်တဲ့အတွက်သူတို့ကိုနားလေဖို့အတွက်ကအချိန်ယူရတယ်ပိုင်ဝမ်းနဲ့တလားနှစ်လောက်တွဲပြီးတော့အနည်းကြောင်းနာမလဲလို့ငါဖြတ်မယ်ဆိုရင်တော့ဒါလွှတ်ချလိုက်ဒီလားကိုယ်ကိုနားမလဲလို့တကယ်လည်းနားမလဲတဲ့သူပဲဖြစ်လာမှာပဲပိုင်ဝမ်းနေအကြောင်းကိုနားလည်ဖို့အတွက်အခြေအနေနဲ့ပတ်သက်ပြီးတော့သိဖို့အတွက်ကိုသူကအချိန်ယူရတယ်ဒါပေမဲ့သူတို့ရဲ့အကြောင်းကိုသိပြီးအချိန်ယူရဲ့လူကမှန်ကန်သွားရင်လေအဲ့ဒီလူရဲ့ပုံသွင်းရအဆင်ပြေတဲ့အနေအထားတစ်ခုမှာသူတို့ရအောင်နေထိုင်ပြီးတော့ပျော်ရွှင်ရွှင်နဲ့သွားကျင်တဲ့ထဲမှာပိုင်ဝမ်းလေးတွေကပါတယ်ပြောကြပိုင်ဝမ်းလေးတွေကလေအရန်ချစ်ရင်သူကမထင်သူတို့ romantic လေးထပ်ပြီးတော့လုပ်ပြတတ်တယ်သိလားမထင်သူတို့နော်အမြဲတမ်း romantic ဆန်တွေထဲမှာပိုင်ဝမ်းနေမပါဘူးတခါတလေကြာရင် surprise ဆိုပြီးတော့ဒါတစ်ဖက်လူကိုရင်ခုန်အောင်ကြည်နူးအောင်ပျော်ရွှင်အောင်သူတို့တွေအမြဲတမ်းစဉ်းစားပြီးတွေးတတ်ကြတဲ့ထဲမှာပိုင်ဝမ်းလေးတွေပါတယ်
နော်အဲ့တော့သူတို့ရဲ့ love language လေးကထူးခြားတယ်ပြောရမှာဆိုတာမန်လိုမျိုးအမြဲတမ်း surprise ဆိုပြီးတော့ဘောက surprise နဲ့ပြည့်နေနေတဲ့ထဲမှာပိုင်ဝမ်းတွေကမပါဘူးဒါပေမဲ့သူတို့ထပ်ထားပြီးတော့ surprise ထလုပ်တဲ့အရာတွေကတစ်ဖက်လူအတွက်အရင်အင်မတန်ကိုတကယ်လဲ amazing ဖြစ်သွားစေတဲ့အရာမျိုးတွေပဲဖြစ်တတ်တယ်ဒီလားတခါမှမလုပ်ဘူးတဲ့သူက surprise ပါထားလို့တော့ဟာတစ်ဖက်လူကလည်းဟာဂျင်းနေတာပေါ့ဝမ်းတာတာပေါ့အဲ့တော့ပိုင်ဝမ်းလေးတွေကအမှန်တိုင်းပြောရမယ်ဆိုတော့သူတို့ရဲ့ချစ်ပုံချင်းကြီးကနည်းနည်းအေးဆက်ဆက်တော့နိုင်တယ်သို့ပေသည်မှန်တိုင်းပြောရမယ်ဆိုတော့အမြဲတမ်းကြီးဘွားကလည်း surprise ဆိုတာနဲ့ပြည့်စုံနေဘယ်သူမှအံ့ဩမှာမဟုတ်တော့ဘူးလေဘွားဆိုတာလည်းတစ်ခါတလေတော့အနည်းနဲ့အမြန်လေးနဲ့သူ့အနေနဲ့သူဘောလုံးလေးသူ့အတူအတက်ကြလေးနဲ့သွားနေမှာအဆင်ပြေမှာဆိုတော့ဘယ်လိုပဲဖြစ်ပိုင်ဝမ်းလေးတွေအခြေရတော့နည်းနည်းတော့ပြင်းစရာတော့ကောင်းနေဆိုပေမဲ့လည်းတကယ်တမ်းထိတွေ့ဆက်ဆံရတဲ့သူတွေမှာသူတို့ရဲ့အကြောင်းကိုနားလည်မယ်သိမယ်ဆိုရင်တော့တကယ်ကိုပျော်စရာကောင်းတဲ့ enjoy ဖြစ်ရစရာကောင်းတဲ့ life မျိုးကိုပိုင်ဆိုင်ရဖို့အတွက်ကတော်တော်လုံလောက်ရှိရလို့တော့မြင်တယ်အနောက်ဆုံးတစ်ခုပြောမယ်ပိုင်ဝမ်းလေးတွေနောက်ထပ် love language တစ်ခုကကြတော့ချစ်ရတဲ့သူကိုသူတို့ကပြောရမယ်ဆိုရင်တော့ဘယ်လိုပြောရမလဲသူတို့ရေအမြဲတမ်းလေအဲ့လိုမျိုးပျော်နေတဲ့ပုံစံကိုပဲပြကျင်တာဒီလားခုနကရှေ့မှာလည်း Alice အဲ့ဒါကိုနည်းနည်းပြောခဲ့ပါတယ်နာကျင်နေရတာခံစားနေရတာဝမ်းနေနေရတာဆိုတော့တိတ်မပြောဘူးမပြဘူးအဆင်ပြေလား okay fine အဲ့လိုပေါ့နော်လုံးဝပြေရဆွဲပုံစံအပေါ်ယံကိုပဲပြတတ်တယ်အပေါ်ယံဆိုတာဟန်ဆောင်တာမဟုတ်ဘူးနော်တစ်ဖက်လူကလေသူ့ကြောင့်စိတ်နှောက်ယှက်ဖြစ်သွားမှာစိတ်ညစ်သွားမှာမလူလားဘူးအဲ့တော့တကယ်တမ်းပိုင်ဝမ်းနေရအရန်ပွန့်ပွန့်နေနေနဲ့မရအောင်နင့်เจ้าငါ့ကိုပြမရအောင်ငါတို့နင့်ဒီလိုမျိုးပြနင်ငါ့ကိုချက်တာမချစ်ဘူးဒီလိုမျိုးသွားပြီးဒူးနုံနေလုပ်တဲ့သူတွေနဲ့မရဘူးသူတို့ကြောင့်သူကအေးစစ်စစ်လေးနဲ့ okay သူဒီနေ့မပြောပြခြင်းခဏလာတယ်မနေ့ပြန်ပြောပြရင်ပြောပြလိမ့်မယ်ပိုင်ဝမ်းနေရအဲ့လိုမျိုးပေါ့နော်ပြောရမယ်ဆိုသူတို့ကတစ်ဖက်လူသူတို့အကြောင်းနားထောင်လိုက်ပြီးသူတို့ရဲ့စိတ်ညစ်နေတဲ့ဥစ္စာကိုပြောပြလိုက်ပြီးသွားတစ်ဖက်လူအဆင်မပြေဖြစ်သွားမှာနားကြီးသွားမှာဒုက္ခရောက်သွားမှာဒါမျိုးကိုသူတို့မလိုချင်ကြဘူးဒါလည်းပြောရမယ်ဆိုတော့အေးစစ်စစ်ချစ်တဲ့ပိုင်ဝမ်းလေးတွေရဲ့ love language လေးတွေပေါ့တကယ်တမ်းကျတော့ Alice ပြောသွားတဲ့ဥစ္စာတွေကပြင်းစရာကောင်းတယ်လို့ထင်ကောင်းထင်ရပေမဲ့တကယ်ပိုင်ဝမ်းနေနဲ့ချစ်ရတဲ့သူအတွက်ကကြတော့ပထမပိုင်းကတော့ပြင်းကောင်းပြင်းရလိမ့်မယ်သို့ပေမဲ့တကယ်တမ်းတယောက်ထပ်တူကြပြီးတကယ်တူတူညီဖြစ်သွားပြီဆိုရင်ကြတော့အရန်တော်စရာကောင်းတယ်ပြီးတော့ကြတော့ခုနလိုမျိုးပေါ့နော်တကယ်တမ်းအဆုံးထိတွေးတတ်ကြတဲ့လူတွေဆိုတော့များသောအားဖြင့်ပိုင်ဝမ်းနေရတစ္ဆာရှိတဲ့လူတွေဖြစ်တတ်ကြတယ်ဒါပေမဲ့နဘူးနဇာတော့သွားမလို့နဲ့အာရုံနဲ့အောင်တော့သွားမလို့နဲ့နော်အဲ့ဒါဆိုရင်တော့ no ပဲနော် no ဝလိမ့်မယ်ပေါ့နော်အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်ဒါတော့ပိုင်ဝမ်းလေးတွေရဲ့ love language နဲ့သူတို့ရဲ့အခြေခံချက်လေးချစ်ပုံချင်းလေး Alice ကပြပြထားတာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ပိုင်လေးတွေမှာ Alice တို့ပြန်ပြီးတော့တွေ့ကြမယ်နော်ပိုင်ဝမ်းလေးကိုရွေးချယ်ထားတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်လို့ Alice ကပြောချင်ပါတယ်နော်ကဲပိုင်တူးလေးတွေအားလုံးပဲမင်္ဂလာပါလို့ Alice ကနှုတ်ဆက်ချင်ပါတယ်ဆိုတော့ဒီနေ့မှာတော့ပိုင်နံပါတ်2လေးရဲ့အတွက်ခေါင်းစဉ်လေးဖြစ်တဲ့ Your Love Language ဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူချစ်ပုံချင်းဒီအခြေတဒနာလေးတွေကိုကဘယ်လိုချစ်တတ်တဲ့လူလဲဘယ်လိုအထင်မျိုးတော့လိုအပ်တာလဲဆိုတဲ့ဟာလေးကို Alice ကဒီနေ့ပိုင်နံပါတ်2လေးအတွက်ဖတ်ကြားပြီးတော့မှဖြစ်ပါတယ်ဆိုတော့ဒီလိုနားထောင်လိုက်ကြမယ်နော်ပထမဆုံးအနေနဲ့ပိုင်နံပါတ်2လေးတွေအတွက် language လေးတွေပေါ့နော် love language လေးတွေ Alice ပြောပြပေးပါမယ်အထူးသဖြင့်တော့ပိုင်ဝမ်းလေးတွေကပိုင်ဝမ်းပိုင်တူးလေးတွေကပိုင်တူးလေးတွေเนาะဆိုတော့ပိုင်တူးလေးတွေကပိုင်တူးလေးတွေနဲ့ချေရတဲ့သူဆိုရင်တော့တကယ်ကိုပျော်ပျော်ရွှင်ရွှင်ဂီတနဲ့ရုပ်ရှင်ပေါ့เนาะအရန်ကိုenjoy ဖြစ်စရာကောင်းတဲ့အနေအထားမျိုးလေးတွေပိုင်တူးလေးတွေစီမှာမြင်ရပါတယ်သူတို့တွေကအဲ့ဒီမြင်ရတဲ့လောက်ဆိုရင်တော့လေတကယ်တမ်းကျတော့သူတို့တွေကတစ်ဖက်လူပေါ်မှာအရန်ကာကွယ်ပေးခြင်းတဲ့လူတွေမှာပါတယ်ဒါကဒီပိုင်နံပါတ်2ကိုရွေးထားတဲ့သူကယောက်ျားလေးဖြစ်တာပဲဖြစ်ဖြစ်မိန်းကလေးဖြစ်တာပဲဖြစ်မဆိုင်ဘူးเนาะမိန်းကလေးဆိုလဲ तू ကအကယ်၍သူ့ရဲ့ partner ကဘွမ်းရုံခဲတရားပေါ့เนาะဆိုတော့ဒါကို तू ကမရဘူးမိန်းကလေးဖြစ်လဲဘာဖြစ်လဲကောက်ဝင်မှာเนาะလာမထိနဲ့ငါကောင်လေးငါကောင်မလေးเนาะယောက်ျားလေးမိန်းကလေးဆိုတာမခွဲထားဘူးအထူးသဖြင့်သူတို့ရဲ့စိတ်ကိုကသူတို့ရဲ့ partner ကိုတစုံတစ်ယောက်ကမကောင်းတဲ့မျက်စိနဲ့ကြည်ရမကောင်းတဲ့အပြုမူမျိုးပြုမူတာထိရစစက်ထိမခံတဲ့အရာလေးတွေဟာလေးတွေပေါ့နော်စစက်ထိမခံဘူးဒါပေမဲ့တို့ကဟိုလိုမျိုးကြီးတော့လေအမြဲတမ်း24/7တဝင်တူလိုက်ဦးကြအဲ့လိုမျိုးမဟုတ်ဘူးနော်သူကပြောမှဆိုကိုယ့်ရဲ့ partner ကတခုခုကြောင့်ထိခိုက်သွားမှနာကျင်သွားမှကိုအရန်ဆိုရင်တဲမှာပါတယ်ပြောမှကျွန်တော်သူရဲကောင်းပေါ့လက်တွေ့ပေါ်မှာသူရဲကောင်းဟုတ်တာမဟုတ်တာအဲ့ဒီပြောတာမဟုတ်ဘူးအချစ်ရင်းနဲ့ပတ်သက်ရင်သူကအချစ်သူရဲကောင်းဒါပေသည့်သူကအဲ့လိုမျိုးအချစ်သူရဲကောင်းလို့ပြောပြမယ်လေ drama ခင်းတဲ့အပိုင်းလေးလည်းရှိတယ်ဘယ်လို drama ခင်းတာလဲဆိုတော့တကယ်တမ်းသူတို့ကရဲရင်နဲ့မလုံနိုင်တာမရှိဘူးပိုင်တူးတွေကများသောအားဖြင့်မလုံနိုင်တာမရှိဘူးဆိုရဟာဒါအဲ့တင်စားပြီးပြောလိုက်တာဟ
များသောအားဖြင့်ကိုเจ้าကိုတီးပြီးတော့ကိုကိစ္စကိုတီးရကိုတက်လန်းကိုတီးတယ်ဟုတ်တာမှန်တာကိုသူတို့အမှားမှန်ဝေဖန်ပိုင်းခြားနိုင်တဲ့သူကပိုင်တူးတွေရှိဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူတို့ရဲ့ partner ရှိကြရင်လုံးဝအားလုံးဟန်ဆောင်ကောင်းတယ်ပေါ့ကွာဟန်ဆောင်နေဆိုတာ Alice ပြောချင်တာလိန်ညာတာကိုပြောရမှာမဟုတ်ဘူးသူတို့တွေကတည်းမှာကိုရီးယားကားတွေရလို့ပေါ့နော်ပြောရမယ်ဆိုရင်တော့Alice တို့အားရှိရဲ့သူအိမ်မှာဆိုရင်တော့ဒုံတိုင်းဝုန်းဝိုင်းအဲ့လိုမျိုးလုပ်ရင်လုပ်မယ်ဒါပေမဲ့ကိုယ့်ရဲ့ partner ရှိမှာဆိုရင်အားနည်းရဲ့သူဒါပေမဲ့လာထိတာမထိရင်လာထိရင်တော့မရဘူး fighter ပဲလုံးဝကာကွယ်ပေးမယ်တည်လားအဲ့လိုပုံစံမျိုးလေးရှိတတ်ကြရဲဆိုတဲ့အနေအထားမျိုးမြင်တယ်ပြီးတော့ကြတော့ပိုင်နံပါတ်2လေးတွေရဲ့ love language ဆိုတဲ့နေရာမှာဒါကတော့ love language နဲ့ဆိုင်လားမဆိုင်လားတော့မသိပေမဲ့ Alice ပြောရမယ်ဆိုရင်စိတ်ကောက်တတ်တာနော်ပိုင်နံပါတ်2လေးကစိတ်အရန်ကောက်တတ်တယ်ပြီးတော့ကျတော့ရတယ် okay fine ငါတယောက်တည်းဖြစ်တယ်အဆင်ပြေတယ်ငါနားလာမကန့်နဲ့ပြောရင်ပိုင်2လေးရှောက်ပြောနေတာသူ့ကိုသွားပြီးချော့လိုက်ပါဘာလို့လဲဆိုတော့ကိုတိကြမယ်ထင်တယ်နော်ပိုင်နံပါတ်2လေးတွေကတကယ်တမ်းအဆင်ပြေရလို့ထင်ရတယ်ကိုပြောတယ်လူရှိမှကြွေးကြော်ခြင်းကြွေးကြော်မယ်ကိုယ့်ရဲ့ပန်နာရှိမှစိတ်ဆိုးလို့ပြောရင်ပြောမယ်ဒါပေမဲ့တကယ်တမ်းသူတို့ရဲ့စိတ်ကနည်းနာကျင်ခံစားရတယ်သူများကမပြောဘူးဒီတိုင်းပဲစိတ်ခံစားရတဲ့မှာပါတယ်တကယ်ကြောက်ပိုင်နံပါတ်2လေးတွေကအခြေအနေနဲ့ပတ်သက်ပြီးသွားရင်ဘယ်လိုပြောရမလဲတစ်ဖက်သူရဲ့ချစ်ချင်းမြတ်တာကိုအကျိုးဆိုင်တာကိုအရန်ခံကျင်တဲ့သူတွေပါတယ်ဆိုတော့ drama နဲ့ခင်းတဲ့သူတွေထဲမှာတော့နည်းနည်းပါတယ်ပေါ့နော်အဲ့လိုပြောလို့ဟိုလိုမျိုးကြီးအချိန်ပြေးငိုပြီးတော့ drama ခင်းတာကိုပြောချင်တာမဟုတ်ဘူးသူတို့တွေကဘယ်လိုပြောရမလဲခံစားနေရတဲ့ဟာကိုလေပြောရမယ်ဆိုရင်တော့ခုနကလိုမျိုးပေါ့ရတယ်အေးဆေးပဲငါတယောက်တည်းပဲနေလို့ဆုံးဖြတ်လို့ရတယ်ငါတယောက်တည်းလည်းနေလို့ okay ရယ်ဆိုတော့ပုံစံမျိုးပြပေမဲ့တကယ်တမ်းတစ်ဖက်ကသူတို့နည်းနည်းလေးပြန်ပြီးတော့ဟာမလုပ်ပါနဲ့ဘယ်လိုဖြစ်တယ်ဘာဖြစ်တယ်ပြောလာပြီဆိုရင်သူတို့ကကြေကွဲပြီပေါ့နော်ဒီလိုမျိုးကြောက်တို့ဖြစ်တာဗါလဲပြန်ပြီးတော့ပြေးပြီးတော်ရှိသမျှခံစားချက်တွေအကုန်ထုတ်ဖို့ပြောပြရဲပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်တော့ပိုင်နံပါတ်2လေးရဲ့ love language ဆိုတာထက်ပိုင်နံပါတ်2လေးကတစ်ဖက်သူရဲ့ပြောရမယ်ဆိုရင်တော့ချစ်ပုံချင်းဒီအခြေတဒနာတွေသူတို့ကပို့ပြီးတော့ enjoy ဖြစ်တာများတယ်သူတို့ရဲ့ love language ကတခုတော့မကပါဘူး Alice ပြောပြပေးမယ်ပထမဆုံးအနေနဲ့ကခုနကမျိုးသူများတဲ့ကောင်သူတို့ကာကွယ်ပေးခြင်းနဲ့ဒါအပြင်လည်းတစ်ဖက်လူရဲ့စိတ်ခံစားချက်ကိုနားလည်ပြီးတဲ့သူတွေအဖြစ်သူတို့ကနေခြင်းတယ်သိလား Alice တို့ partner တွေပြောအောင်ဆို relationship တွေကြီးစားတယ်မှာတယောက်ရဲ့ခံစားချက်ကိုတယောက်နားမလည်ပေးဘူးဆိုတဲ့အရာရှိရယ်နော်ဒါပေမဲ့ဒီပိုင်နံပါတ်2တွေကအဲ့လိုမဟုတ်ဘူးတယောက်ရဲ့ခံစားချက်တယောက်ရဲ့ကောင်းဤဆိုးဤအကောင်းတွေပဲနားလည်ပေးတာမဟုတ်အဆိုးတွေပါနားလည်ပေးဥပမာဆိုရင်ငါ boyfriend ကငါစိတ်ကောက်ရင်တော့စိတ်ဆိုးတာကြီးချော့တယ်ဒါပဲဒီ तू ကငါ့ကိုလည်းအရွက်လိုက်တဲ့အကျင့်လေးရှိပါလားသူသိတယ်သိလားအဲ့လိုပြော့ကွက်တွေပြော့အစင်မပြေတာတွေပိုင်နံပါတ်2တွေကအမှန်တမ်းပြောအောင်ဆိုတီးပြီးသားသိလားတိနေပြီးသားအဲ့ဒီတော့ကြောင့်မလို့အစိုးရအကောင့်ရောပါတိပြီးသားဖြစ်တဲ့အတွက်ဘယ်လိုမျိုးဘာလုပ်ရင်ဘယ်လိုလုပ်ရင်ဘယ်လိုဖြစ်မယ်ဆိုတဲ့ဥစ္စာကိုတိပြီးသားအဲ့ကြောင့်ပိုင်နံပါတ်2တွေတစ်ခါတလေကြာရင်နော်မတိကျင်အောင်ဆောင်ရင်တော့အဲ့ဒါစူးလိုက်တော့နော်နည်းနည်းလေးပါပြီးတော့ပိုင်နံပါတ်2တွေကနည်းနည်းဟန်ဆောင်ကောင်းတဲ့နေရာမှာပါတယ်ပေါ့နော်ဒါကိုအကြောင်းလေးကိုတိရဆိုတော့ဒါကိုပန်နာကိုပြလိုက်ပေါ့နော်ငါကတော့ပိုင်နံပါတ်2တွေကအတိုင်းပဲလို့ပြောလိုက်ဒီလားဘာဖြစ်လဲဆိုတော့ကိုကအဲ့လိုမျိုးစိတ်ခံစားချက်ရှိလို့တဲ့ဒါအပြင်လည်းသူတို့ရဲ့အချစ်ရေးမှာဒါပေမဲ့တစ်ခုတော့ရှိရယ်ပိုင်နံပါတ်2တွေကအချစ်ကိုတွေ့ရင်တော့ခုနလိုပုံစံမျိုးဖြစ်နေတတ်ပေမဲ့အချစ်ကိုမတွေ့ခင်မှာသို့မဟုတ်တယောက်တည်းနေစဉ်ကာလမှာအချစ်ရေးကိုသူတို့ဘဝကိုတိတ်ပြီးတော့အလွမ်းမခံချင်ဘူးသူများတကာတွေကဟာအချစ်ရေးကြောင့်ခံစားနေရတဲ့အချစ်ကြောင့်ကြေကွဲနေရအဲ့လိုပုံစံမျိုးဖြစ်နေဆိုရင်သူတို့ကလုံးဝလက်မခံဘူးသိလားဘာလို့ကြေကွဲရမှာလဲအချစ်ကဘာကိုလဲဘာလဲဒါပေါ့နော်ဒါပေမဲ့တကယ်တမ်းသူတို့ခံစားရတဲ့အခါကျရင်သူတို့အတွက်တိတ်ဆင်အချစ်ဆိုတဲ့အရာကိုတွေးရှိလာတဲ့အခါကျရင်ကျတော့သူတို့တွေကလုံးဝဘယ်လိုပြောရမလဲတူပဲဝင်မြပြီးတော့ခံစားပေးရတဲ့မှာပါတယ်နော်အဲ့တော့ပြောရမယ်ဆိုရင်တော့သူတို့အချစ်ကိုဖုန်းချိုးကွယ်ချိုးမလုပ်တတ်ဘူးဒါကတော့ပိုင်နံပါတ်1အနေနဲ့ကြောင်းမြန်ဖြစ်သွားမယ်ပိုင်နံပါတ်1နဲ့နည်းနည်းလေးလိုဝက်တယ်ဖုန်းကွယ်ဒါပေမဲ့ပိုင်နံပါတ်2တွေက no အဲ့လိုမဟုတ်ဘူးအကုန်ပြတာတယ်ဘယ်လိုချစ်ရမလဲဂီယူဆိုင်ရမလားတေးသေးလေးရစားဘယ်လိုဂီယူဆိုင်ရမလဲနော်အဲ့လိုပုံစံမျိုးလေးတွေပေါ့နော်နောက်တစ်ခုပိုင်နံပါတ်2လေးတွေကခုနကရှိမှပြောခဲ့တယ်ပဲအဲ့စိတ်ကောက်စိတ်ဆိုးတာတွေကလည်းဒါသူတို့ရဲ့ love language လေးပေါ့နော်မတိကျင်အောင်စအောင်ပြီးတော့သူတို့စိတ်ကောက်စိတ်ကိုရဲဆိုတာစိတ်ထဲမှာထားပြီးတော့စိတ်ကောက်စိတ်ဆိုတာမဟုတ်နော်မျက်နှာမှာတခါတည်းပေါ်တယ်အပြုတ်မှုပိုင်းတခါတည်းပေါ်တယ်အမူအရာမှလည်းပေါ်သွားပြီအသေးကြတယ်ပစ္စည်းပဲပြစ်ချဘာညာကွကွလုံရင်အသေးကြတယ်ပိုင်နံပါတ်2တွေစိတ်ကောက်နေရပဲသူတို့ partner ကိုပြရတဲ့ဒါသူတို့ရဲ့ခံစားချက်လေးပေါ့ဒါအပြင်လည်းပိုင်နံပါတ်2လေးတွေကသူတို့ရဲ့ love language ဆိုတဲ့နေရာမှာနောက်တစ်ခုပါလဲဆိုတော့သူတို့တွေကတစုံတစ်ယောက်စီကနေချစ်ချင်းမြတ်တာကိုရတဲ့ဟာယူလေးပြောရမယ်ဆိုရင်တော့
အတွေးလုံးနည်းနည်းအတွေးလုံးပြောတည်ရမလားအဲ့လိုဘယ်လိုပြောရမလဲနည်းနည်းကွာတွေးချင်ရလေးတွေးတတ်ကြတယ်အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့ partner ပေါ်မှာတဝင်တူတာမျိုးလေးတွေတခုဆိုရင်တော့ဒါလေးမလုံးနဲ့တော့ဘယ်လိုလေးလဲတော့ဒါလေးရှိရနော်အဲ့လိုပုံစံမျိုးလေးလိုက်ပြီးတော့ပြောတတ်ကြတယ်ဒါပေမဲ့တခုတော့ရှိရ partner ပေါ်မှာတော့ပြောရမယ်ဆိုရင်တော့ဟို romantic ဆန်တာမဆန်တာထက်ဆိုင်ရင်ပြောရမယ်ဆိုရင်အရန် reality ဆန်တဲ့နေရာမှာပိုင်နံပါတ်2တွေပါတယ်ဒီလားနေ့စီပန်းတွေပေး surprise တွေတိုက်ကားတွေပေးဥမာပြပြနော်အဲ့လိုမျိုးတွေသူတို့လုံးမနေဘူးတကယ်တမ်းသူတို့လောက်တာပြောရမှာဆိုတော့ partner ပေါ်မှာသူတို့သစ္စာရှိပေးတယ်စိတ်ရှိတီးခံမှုတော့အားနေကောင်းအားနေတဲ့သူတွေထဲမှာတော့ပါတယ်နည်းတော့စိတ်ရှိတီးခံမှုအားနေတယ်ဒို့ပီတိသူတို့သစ္စာမဖားဘူးဒါအပြင် partner နဲ့ပတ်သက်ပြီးသွားရင်နောက်တစ်ခုကကြောဘာလဲဆိုတော့ခုနကရှေ့မှာပြောခဲ့လို့ပဲ light side and dark side ကိုသူတို့နားလည်ပြီးရလက်ခံပြီးရနော်သူတို့က reality ပဲတွေးတာကွာပြောရမှာဆိုအခုဖြစ်နေတဲ့ဟာပဲသူတို့အတွက်စဉ်းစားတယ်အဲ့တို့past တွေကိုလည်းမတွေးသလို future ကိုလည်းအရင်မျှော်လင့်ကြီးနဲ့သွားမနေဘူးအခုဒီ present မှာရင်ဘယ်လိုမျိုးနှစ်ယောက်ကြားထဲမှာပြုပြင်ပြီးတော့တိဆောက်သွားမလဲအဆင်ပြေအောင် try မလဲလုပ်မလဲဆိုတာကိုပဲပိုင်နံပါတ်2တွေတွေးတော်လေးရှိတယ်ဟုတ်ပြီနော်အဲ့ဒါမျိုးဒါအပြင်လဲသူတို့တွေက partner ဖြစ်သူရဲ့ခံစားချက်တွေကိုဦးစားပေးရတဲ့မှာပါတယ်များသောအားဖြင့်အလျှော့ပေးပါတယ်ပိုင်နံပါတ်2တွေကဒီလားပိုင်နံပါတ်2တွေကသူတို့စိတ်ကောက်စိတ်ဆိုးတာဒါလုံးတက်တယ်ဆိုရင်လည်းများသောအားဖြင့်ကိုချစ်ရတဲ့သူတွေဆိုရင်အမြဲတမ်းကိုကလက်လုံးလောက်ကိုရှေ့ကိုတထောင်လောက်ပေါ့နော်တထောင်လောက်ကိုရှေ့ကိုကြိုပြီးတော့သွားခိုင်းတယ်သူတို့ကနောက်ကနေပြီးတော့စစရလိုက်ကောက်သိမ်းနေပေါ့နော်လိုက်ကောက်သိမ်းနေဆိုတာပြောချင်တာကရှေ့ရ partner ကအဆင်မပြေခဲ့တဲ့ဥစားကြီးကြာကြံခဲ့တဲ့ခံစားချက်တွေဒါမျိုးတွေလိုက်စုပြီးကောက်သိမ်းပြီးတော့ရော့ဆိုပြီးတော့အပုံလိုက်ကြီးပြန်ပေးမယ်တဲ့မှာပိုင်နံပါတ်2တွေပါတယ်အဲ့တော့ပိုင်နံပါတ်2တွေရဲ့ထက်ပုံချင်းကြီးရကြတော့ artist တို့တစ်ဖက် partner ကပြည့်စုံမှအဆင်ပြေမှဒါမျိုးမဟုတ်ပဲနဲ့ရတယ်ဘာမှအဆင်မပြေခင်ပြည့်စုံခင်ကလေးကနောက်ကနေပြီးတော့ sport လုပ်ပေးပြီးတော့ပေါ့နော်ဒါကတော့ပိုင်နံပါတ်1နဲ့နည်းတူသွားတယ် sport လုပ်ပေးတတ်ပြီးတော့အမြဲတမ်းစိတ်ပျော်ရွှင်အောင်လုပ်ပေးတဲ့နေရာမှာပါတယ်အဲကြောင့်မို့ Alice ပြောခဲ့တယ်ပျော်ရွှင်ဂီတနဲ့ရုပ်ရှင်ဆိုတာဘာကိုပြောရလဲဆိုတော့ပိုင်နံပါတ်2နဲ့တွဲတဲ့သူတွေကပျော်ရွှင်ရမှာတကယ်ဒီကြပေါက်ပျော်ရွှင်မှုပေးမှာပျော်ရွှင်အောင်လုပ်ပေးတဲ့ပုံစံမျိုးဖြစ်တယ်ပျော်ရွှင်အောင်လုပ်ပေးတယ်ဆိုပြီးတော့ကပြရမှာမဟုတ်ဘူး healthy ဖြစ်အောင်လုပ်တာသူတို့ကဒီ relationship ကို healthy relationship ဖြစ်အောင်လုပ်တာပြောမှဆိုရင်ဒီပိုင်နံပါတ်2ထဲမှာဆိုရင် love language အရာဆိုရင် partner ကိုအရန်စားတတ်တဲ့သူတွေပါရင်ပါမယ်ဒါမှမဟုတ်ရင်အသေးရလို့ဟိုလို့ဒီလို့ပြင်မှာချစ်သူကြီးစားကြရမှာကလူကြီးစရာပေါ့နော်ဒါမျိုးလေးလုပ်တဲ့သူပါမယ်ဟာတာပြောတဲ့သူပါရင်ပါမယ်သို့မဟုတ်အပြုတ်မူကဟာတာဆန္ဒတလွဲလေးလုပ်တဲ့သူတွေပါမယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ပါနာကဒီလူနဲ့တွဲတဲ့အခါကျရင်ကိုယ့်ရဲ့ပါနာအမြဲတမ်း enjoy ဖြစ်ရတယ်ပျော်ရွှင်ရတယ်အဲ့တော့ပိုင်နံပါတ်2လေးတွေကသူတို့အဲ့ဒါဟာလေးဟိုလိုမျိုးကြီးလုံးယူဖန်တီးတာမျိုးမဟုတ်ဘဲနဲ့သူတို့ရဲ့ love language ကိုရာဒီလူနဲ့တွေ့ပြီဆိုသူတို့စိတ်ထဲမှာ enjoy ဖြစ်တော့သူတို့လုပ်တဲ့အပြုတ်မှုလေးကချစ်ဖို့ကောင်းနေတာတလွဲလေးဖြစ်နေတာအဲ့တော့ပြောမှဆိုတော့ဒါကတဘာဝပေါ့နော်ဖြစ်လာတဲ့အရာတွေဖြစ်တဲ့အတွက်အရန်ကိုတဘာဝဆန်တဲ့ချစ်သူကြီးစားတွေဟိုပိုင်ဆိုင်ခြင်းတော့ပိုင်နံပါတ်2လေးနဲ့ပဲတွဲလိုက်ပါလို့เนาะအဲ့တော့ love language အရာဆိုရင်တော့ပိုင်နံပါတ်2လေးရဲ့ love language အရာကတော့အရန်ဟိုဘယ်လိုပြောရမလဲ healthy ဖြစ်တဲ့အရာလေးတွေပေါ့ဒါပေမဲ့တခုတော့ရှိရယ်လူဆိုတော့ Alice ပြောခဲ့တဲ့အတိုင်းပဲအဆိုးနဲ့အကောင်းတွေကတော့အမြဲတမ်းဒွန်တွဲနေတာပဲပေါ့နော်အဲ့တော့သူတို့ရဲ့နည်းနည်းမကောင်းတဲ့ site ကလေးကတော့စိတ်နည်းနည်းကောက်တတ်တယ်စိတ်နည်းနည်းဆိုးတတ်တယ်တဝင်တူတတ်တယ်ဒါလေးတော့ရှိရယ်ကျန်တဲ့အပိုင်းကတော့အကုန်အဆင်ပြေရတယ်မှာပါတယ်เนาะအဲ့တော့ဒါပိုင်နံပါတ်2လေးတွေရဲ့ love language လေးတွေချစ်ပုံချင်းဒီအခြေတနာအခြေခံယူချက်လေးပြပြပေးသွားတာဖြစ်ပါတယ်အဲ့တော့ Alice တို့ရေနောက်ထပ်ပိုင်းလေးတွေမှာပြန်တွေ့ကြမယ်เนาะပိုင်နံပါတ်2ကိုနားထောင်ပေးတဲ့သူတို့ဦးချင်းစီကို Alice ကကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်เนาะပိုင်နံပါတ်3တွေအားလုံးပဲမင်္ဂလာပါလို့ Alice ကနှုတ်ဆက်ချင်ပါတယ်ဒီနေ့မှာ Alice ကပိုင်နံပါတ်3လေးအတွက် your love language ဆိုရဲပိတ်ကပိုင်းခေါင်းစဉ်လေးနဲ့အတူချစ်ပုံချင်းဒီအခြေတနာတွေပိုင်နံပါတ်3လေးတွေကဘယ်လိုချစ်တဲ့လူတွေလဲဆိုတာကို Alice ကပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ပိုင်နံပါတ်3လေးတွေက love language လေးတွေကိုဘယ်လိုပြသတတ်တာလဲဘယ်လိုအဆင်ပြေအောင်ချစ်ပေးတဲ့လူတွေလဲပေါ့နော်ဒါလေး Alice တို့ကြည့်လိုက်ကြအောင်ဆိုတော့ပိုင်နံပါတ်3လေးတွေရဲ့ energy ကိုပြောရမယ်ဆိုရင်တော့သူတို့ရဲ့ energy ကလွတ်လပ်တယ်ချစ်သူအပေါ်မှာဆိုရင်ပြောရမယ်ဆိုရင်တော့သူတို့ခံစားနေရတာနဲ့ပြောမှဆိုတော့ပိုင်နံပါတ်3လေးတွေကကြတော့လေတသားတဲ့စီးမျိုးခံစားပေးရတဲ့သူတွေထဲမှာပါတယ်ဥပမာဆိုရင်သူတို့လည်းခုနလိုမျိုးလွတ်လပ်မှုကိုမြင်လို့ပြီးတော့ relationship နဲ့ပတ်သက်ပြီးွားရင်အချုပ်နှောင်ထားတဲ့ခံစားချက်ကိုမကြိုက်ကြလို့တစ်ဖက်သူပေါ်ကိုလည်းသူလွတ်လပ်စီးလေးတွေ boundary လေးတွေမထားဘဲနဲ့ပျော်ရွှင်ခွင့်ပေးတယ်ဒါပဲဒီတစ်ခုတော့ရှိရယ်ပိုင်နံပါတ်3လေးတွေကအယောင်မဆိုးရသေးခင်နဲ့အယောင်ဆိုးပြီးဆိုတဲ့အခြေအနေမှာတော့ love language ကနည်းနည်းကွာခြားတတ်တယ်အဲ့ဒါဘာပြောချင်တာလဲဆိုတော့ပိုင်နံပါတ်3လေးတွေကသူတို့ရဲ့
ရှေ့အရင်ကပေါ့နော် trauma တွေနဲ့မတွေ့ခင်နဲ့ trauma တွေနဲ့တွေ့ပြီးမှတော့သူတို့ရဲ့ပုံစံကြီးကနည်းနည်းတော့ပြောင်းလဲတတ်တယ်သူတို့ရဲ့ love language တွေကအဲ့ဒါတခုတော့ Alice နည်းနည်းချွင်းချက်အနေနဲ့ပြောထားခြင်းတယ်တစ်ဖက်လူပေါ်မှာယုံကြည်မှုပေးထားတဲ့ဥစ္စာကိုယုံကြည်မှုကိုအလဲသုံးစားခံခဲ့ရတဲ့ဖြစ်ရမျိုးတွေသူတို့စီမှာရှိတာမျိုးတွေနာကျင်ခဲ့ရတဲ့ခံစားချက်တွေရှိတယ်ဆိုရင်တော့သူတို့ရဲ့ love language ကတစ်မျိုးတစ်ပုံပြောင်းလဲသွားနိုင်တာမျိုးစီးမြင့်ဖောင်လေးရှိသွားနိုင်တာမျိုးတော့ရှိတတ်တယ်ပေါ့နော်တို့ပေဒီအတက်နိုင်ဆုံးတော့များသောအားဖြင့်စီးပောင်ဆိုတာလုံးဝကြီးလဲဟို relationship ကို queue မဆိုင်ဘဲနဲ့ပြစ်ထားတာမျိုး Alice ကပြောတာမျိုးမဟုတ်ဘူးပြောရမယ်ဆိုရင်လောလက်လက်လေးသိရမလားအဲ့လိုမျိုးပြောငါလည်းဒီလိုပုံစံလေးလုပ်မယ်သူလည်းဒီလိုပုံစံမျိုးလေးလုပ်ချင်မှာပဲဆိုတဲ့ပုံစံမျိုးလေးတွေးတတ်တဲ့သူတွေထဲမှာပါတယ်နော်များသောအားဖြင့်သူတို့ရဲ့ love language ကဘာလဲဆိုတော့တစ်ဖက်သူပေါ်မှာဂရုစိုက်ပြတတ်တာအရန်ဂရုစိုက်တဲ့သူတွေထဲမှာပါတယ်ဆိုတော့တစ်ဖက်လူကတေးသေးလေးနှာစီးချောင်းဆိုးလေးဖြစ်တာလေးอ่ะဆိုတော့သူတို့မှာစိတ်တွေတားပူပြီးတော့အဲ့ဒါ over လုပ်တာမဟုတ်ဘူးเนาะလောက်ယူဖန်တီးရမျိုးမဟုတ်ဘူးလုံးဝကိုရင်ထဲအသေးလေးကနေပြီးတော့တစ်ဖက်လူခံစားနေရရင်ကိုခံစားရတဲ့ထက်ကိုပို့ပြီးတော့ view site တဲ့လူတွေထဲမှာပါတယ်ပြီးတော့ကြောင့်အသက်ဆန်းလေးတွေအရန်ကြိုက်တယ်အထူးသဖြင့်အသက်ဆန်းလေးတွေကြိုက်တယ်ဆိုတာဘယ်လိုမျိုးဆိုတော့ activity တွေသူတို့က relation နဲ့သူတို့ကြားထဲမှာအများကြီးလုပ်ချင်တယ်သိရမလားအခုခေတ်ဆိုရင်ခေတ်စားရလေ date တဲ့ပုံစံက Alice တို့ coffee date လားဒါမှမဟုတ် coffee date မဟုတ်ဘဲနဲ့ Alice တို့ရေပြလိုက်မှာ museum date လားအဲ့လိုပုံစံမျိုးပေါ့နော်ဒါမှမဟုတ်ရင်လည်း Alice တို့ရေဒီကစားကွင်းမှာသွားပြီးတော့ date ကြမလားအဲ့လိုမျိုးအမှတ်တရတွေအများကြီးဖန်တီးခြင်းတယ်သူတို့ရဲ့ love language ကဘာလဲဆိုရင်အမှတ်တရတွေအများကြီးဖန်တီးခြင်းတယ်တစ်ဖက်လူနဲ့သူတို့နဲ့ခြားရဲမှာဒီအမှတ်တရတွေချစ်ချင်းမြတ်တာတွေကိုချီနှောင်ရွဖွဲ့ပြီးတော့အမြဲတမ်းတွေးလိုက်တိုင်းပျော်ရွှင်နေရမယ့်အမှတ်ခံစားချက်တွေပေါ့နော်ဒါမျိုးတွေဖြစ်နေတာသူတို့ကပြောချင်တာပါလဲဆိုတော့ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတင်ငါကင်းကျင်တဲ့သူတွေဖြစ်နေတယ်အတိတ်ကိုစဉ်းစားရင်လည်းပြောရမယ်ပြစ္ဆုတ်ပံမှာလည်းပျော်ရွှင်ရလို့အနာဂတ်မှာလည်းပျော်ရွှင်ရမယ်ပြောရမယ်ဆိုသုံးမျိုးသုံးစားလုံးအတွက်ကိုစိတ်ခံစားချက်ကိုလုံးဝပေါ့ပေါ့ပါပါနဲ့ပဲအနာဂတ်မှာလည်းသူတို့မမှားခြင်းဘူးလက်ရှိမှာလည်းရွေးချယ်ထားတဲ့သူနဲ့ပတ်သက်ပြီးသူတို့ဘက်ကအမှားဖြစ်တာမျိုးမလိုချင်ဘူးအတိတ်မှာလည်းသူတို့မှားခဲ့တာမျိုးကိုမဖြစ်ချင်ဘူးအဲ့လိုပုံစံမျိုးလေးပေါ့တခုတော့သူတို့မှာမကောင်းတဲ့ချက်လေးတော့ရှိအပိုင်းနံပါတ်3တွေဘာလဲဆိုတော့သူတို့တွေကလုံလောက်ပြီလို့သူတို့ခံစားရတဲ့ခံစားချက်လေးရှိတယ်ပြောချင်တာတစ်ဖက်သူရဲ့လိုအပ်ချက်ကိုကြည့်ရတဲ့ဆိုင်သူတို့ကငါတို့အစွမ်းကုန်လုပ်ပေးထားတာပဲလုံလောက်တယ်လို့ထင်တာပဲဆိုတဲ့ပုံစံမျိုးကြီးဖြစ်တတ်တယ်အဲ့တော့ပြောချင်တာပိုင်းနံပါတ်3ကိုရွေးချယ်ထားတဲ့သူလေးတွေတစ်ဖက်သူရဲ့ love language ကိုကိုယ်တိုင်ကတေချာပြချင်တယ်ဆိုရင်တစ်ဖက်လူကဘာလိုချင်တာလဲဆိုတော့သိရလို့ပေးဥပမာဆိုဒီလူကအနာဂတ်တွေတိတ်တွေကို view မဆိုင်ဘူးပြစ္ဆုတ်ပံမှာပြောင်းနေခြင်းနဲ့သူဆိုရင်ကိုကအခုလက်ရှိပြစ္ဆုတ်ပံရဲ့အရာကိုရွေးချယ်ရမယ်သိလားအရင်အနာဂတ်ကိုကြီးအနာဂတ်ကြီးကိုတွေးတယ်ဆိုတော့သူကအိမ်ဆောက်ပြီးတော့အနာဂတ်မှာတိုက်အိမ်ဆောက်ပြီးနေတဲ့လူတွေတော့မဟုတ်ဘူးဘယ်လိုမျိုးလဲဆိုတော့သူအနာဂတ်မှာပဲကောင်းတဲ့လူတွေဖြစ်နေတာသူတို့ကအရန်ကို boundary အရန်ဆန်ဘယ်လိုပြောရမလဲ boundary အရန်ဆန်တယ်ဆိုတော့သူတို့ကိုယ်သူချမှတ်တဲ့စီးမြင်တစ်ခုကအစင်ပြေကိုပြေးရမယ်ကောင်းတဲ့သူဖြစ်ကိုဖြစ်ရမယ်ဒါပေမဲ့ကောင်းတဲ့သူကကိုယ်ဖြစ်ုံမကဘူးတစ်ဖက်လူပေါ်မှာကိုကဘယ်လောက်ကောင်းတဲ့သူဖြစ်လဲဆိုတဲ့ဟာလေးကိုလည်းပြန်ကြည့်ရဒါလေးတော့ချွင်းချက်အနေနဲ့ Alice ပြောချင်တယ်ပေါ့နော်ဒါအပြင်သူတို့တွေက love language အနေနဲ့ဆိုတစ်ဖက်လူနဲ့အရန် chemistry မိရလို့ခံစားရရင်သူတို့တွေကလေချစ်ပုံချင်းကြီးကိုလုံးဝပုံစံမျိုးစုံနဲ့ပြတတ်တယ်။ view site ပေးတာနဲ့မကားတော့ဘူးเนาะ chemistry မိရဆိုတာဘယ်လိုမျိုးလဲဆိုတော့တစ်ဖက်လူကထားလိုက်ပါတော့ तू က okay ဒီလိုမျိုးဥမာပြပြမယ်เนาะအများသောအားဖြင့်ပိုင်းနံပါတ်3လေးတွေကထားလိုက်ပါတော့သူတို့ကြိုက်တာစာအုပ်စာပေဖတ်ရတာကြိုက်တယ်ဥမာပြပြတစ်ဖက်လူကလည်း okay နင်းစာအုပ်စာပေဖတ်ရကြိုက်တယ်လားငါလည်းစာရေးဆရာကြီးဆိုစိတ်ဝင်စားတယ်ကြပြလေးတွေငါကြိုက်တယ်ဟာ chemistry မိပြီဒါတခုရင်မကဘူးတခြားသောစိတ်သက်ပိုင်းဆိုင်ရာတွေခံယူချက်ပိုင်းဆိုင်ရာတွေတူညီလာတဲ့အခါကျရင်သူတို့ကအဲ့ဒီလူပေါ်မှာအထင်ကြီးမှုတွေပြီးတော့အဲ့ဒီလူကိုရှေ့လျှောက်လဲသူတို့နဲ့စီးချက်ညီညီလေးတွားဖို့တော့ခုနလိုမျိုးပေါ့တသားလေးစီးမျောခံစားခြင်းတဲ့သူတွေဖြစ်ချင်ကြတယ်အဲ့တော့ပြောချင်တာကအမြဲတမ်းလူဆိုတာ chemistry မမိနိုင်ဘူးလीเนาะအဲ့တော့တခုပြောချင်တာသူတို့ကခုနကဒီလူနဲ့ chemistry မိပြီဆိုလဲနောက်ကျရင်ဒီလူနဲ့ပဲအဲ့လိုတခုခုဆိုရင်အကြိုက်ချင်းတူနေရမယ်ဆိုတဲ့စိတ်အစွဲလေးထားတတ်ကြတယ်အဲ့တော့ဘယ်လိုပုံစံမျိုးလဲဆိုတော့အကယ်၍ပေါ့နော်ရှေ့ရဒီတစ်ဖက် other person ကကိုယ့်ရဲ့ partner ကထားလိုက်ပါတော့တကြံမှာမလဲခြင်းဘူးဥမာပဲပြနော်သတင်းကြွမှာမလဲခြင်းဘူးဆိုရင်သူတို့ကလဲခြင်းတယ်ဒါပေမဲ့ okay မလဲခြင်းနဲ့ငါလည်းမလဲတော့ပါဘူးလေဆိုပြီးတစ်ဖက်လူရဲ့အကြိုက်ကိုအရန်လိုက်ဆောင်တတ်တယ်အလိုက်ဆောင်တော့ဘာဖြစ်လဲဆိုတော့ပိုင်နံပါတ်3တွေကကြာလာတော့ကိုလှုပ်ချင်တဲ့ဥစ္စာကိုဖြစ်ချင်တဲ့ဥစ္စာရဲ့ပျောက်ဆုံးလာတယ်အဲ့တော့ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးသူကဘယ်လိုပြောရမလဲဆိုတော့လုံးဝ long term အထိသွားဖို့အတွက်ကိုနည်းနည်းမသေးကြမေးရတာမျိုးဖြစ်သွားတယ်တဲ့အဲ့ဒါ Alice ကအခုအဖြေတစ်ခါလေးရှာပေးလိုက်ပြီနော်အဲ့တော့ပြောချင်တာတစ်ဖက်လူရဲ့အကြိုက်လိုက်ဆောင်နေကြအမြဲတမ်းမလိုအပ်ဘူးလူတိုင်းက chemistry အမြဲတမ်းမမိနိုင်ဘူးချစ်သူပဲဖြစ်ရီးစားပဲဖြစ်သမီးစားပဲဖြစ်အိမ်တော်တယ်ပဲဖြစ်ပေါ့နော်အဲ့တော့
Okay သတင်းကြို तू ကလဲမယ်မလဲဘူးလို့ညင်းနေဆိုင်နှစ်ယောက်လုံးဗျိုင်းတူယူလိုက် Okay သတင်းကြိုမလဲဘူးငါတို့ဒီသတင်းကြိုမှာတော့ငါတို့မုတ်စားမယ်ဒီတိုင်းမဲ့အိမ်မှာအေးဆေးအချိန်ကုန်ကြမယ်ငါတော့တရက်လဲရင်လဲမယ်ဥမာပဲပြရပါဘောနော်ဒါ Alice ဥမာပြောပြတာနော်အဲ့လိုမျိုးညချီလေးယူလိုက်ရင်ရပြီအဲ့ဆို Okay ပြီအဲ့ဆိုရင်ရှေ့လျှောက်ဘာမှအဆင်မပြေစရာမရှိတော့ဘူးဒါပြင်ပိုင်နံပါတ်3လေးတွေကများသောအားဖြင့်အရန်ချစ်တယ်ဆိုရင်သူတို့တွေကတစ်ဖက်လူရဲ့ enjoy ဖြစ်မဲ့အရာလေးတွေကိုသူတို့အရင်နဲ့လုပ်တတ်တယ်။ဥပမာဆိုရင်တစ်ဖက်ကိုယ့်ရဲ့ကောင်မလေးကပန်းကြိုက်တဲ့သူလားပန်းကြိုက်တဲ့သူပန်းလေးတွေအမြဲပေးတယ်။စာလေးရေးရကြတဲ့သူစာလေးတွေအမြဲပေးတယ်။ဒါမှမဟုတ်မုတ်ကျွေးရတာကြတဲ့သူမုတ်တွေအရန်ကျွေးတယ်။ပြောချင်တာကလေကိုယ့်ရဲ့ boyfriend girlfriend ကဟိုကပေးမှဒီဟာပေးမှဆိုပြီးအဲ့လိုမျိုးမဟုတ်ဘူးနော်။ပိုင်နံပါတ်3တွေကသူတို့စိတ်ထဲမှာရှိတဲ့ဥစ္စာလေးတွေကိုလက်ဆောင်အဖြစ်ယူပေးတတ်တာမျိုးတွေပေးတတ်တာမျိုးတွေအဲ့တော့ပိုင်နံပါတ်3တွေကိုရွေးချယ်ထားတဲ့သူကိုပိုင်ဆိုင်ရတဲ့သူကမချစ်ပါဘူး။ तू ကကျမကိုဘာမှမပေးဘူးလို့မထင်နဲ့အကယ်၍မုတ်တွေပါကျွေးနေတယ်အမြဲတမ်းကိုယ်ကိုဂိူးဆိုင်ပြီးထားပေးရဆိုတော့ဒါကသူတို့ကကိုယ့်ရဲ့အကြိုက်ကိုလိုက်ဖြည့်ဆည်းပေးတာပဲအဲ့သူတို့ left language ကချစ်ပြီးဆိုရင်တွေးသမျှဥစ္စာကိုသူတို့ရဲ့ချစ်သူကြီးစားကိုပေးချင်တော့တာပဲဟိုဟာဆိုလဲပေးချင်ဒီဟာဆိုလဲပေးချင်အဲ့လေးဆိုလဲသူနဲ့လိုက်မလားမုတ်လေးဆိုလဲသူကြိုက်နေမှာပဲဒါမျိုးလေးတွေတွေးတတ်စဉ်းစားတတ်တဲ့တဲမှာပါတယ်နော်ဒါပေမဲ့ relationship နဲ့ပတ်သက်ပြီးတော့ရင်သူတို့တွေက active ဖြစ်တဲ့အချိန်ကြာအရန် active ဖြစ်သူတို့နည်းနည်းလေးအခြားကိစ္စလေးခေါင်းထဲမှာထည့်ရပြီးဆိုရင်လည်းသူတို့တွေကဒီ relation နဲ့ပတ်သက်ပြီးပြက်ကွက်တာလေးရှိတတ်တယ်တိတယ်နော်သူတို့လုပ်ပေးရမှာတိရသို့ပေမဲ့နည်းနည်းပြင်းတဲ့အပိုင်းလေးရောက်သွားတဲ့ပုံစံမျိုးလေးရှိရပေါ့တိပေမဲ့လည်းထားလိုက်ပါဒီဟာလေးလုပ်ပေးတော့ပါဘူးအဲ့တော့တစ်ဖက်ကပါလဲဆိုအမြဲတမ်းရနေကြလူကကြတော့ငါပေါ်မှာချိုးပြောင်းသွားရလားမသိဘူးဘာလဲမသိဘူးမဟုတ်ဘူးပိုင်နံပါတ်3တွေကတစ်ခါကျရင်စိတ်ပိုင်အရင်ကြီး active ဖြစ်သလိုတစ်ခါတလေကျရင်သူတို့ကစိတ်ပင်ပန်းတာမျိုးလေးအချိန်လေးတွေလည်းရှိတတ်ကြတယ်ဟုတ်ပြီနော်အဲ့ချိန်ကျရင်တော့ကိုယ်နဲ့နားလည်ပေးဖို့တော့လိုတာပေါ့နော်ဒါအပြင်လည်းပိုင်နံပါတ်3တွေကနောက်တစ်ခုကဘာလဲဆိုတော့သူတို့အရန်ချစ်တဲ့အခါကျရင်ပြောရမှာဆိုရင်ဘေးလူအမြင်နေအခြားသူရဲ့စကားတွေသူတို့မသိတော့သူတို့ကကိုယ့်ရဲ့ focus ထားတဲ့ဥတီချက်ထားတဲ့လူရဲ့မျက်နှာပဲကြည့်ရတယ်ဘယ်သူမှဘာမှလာမပြောနဲ့ဥမာဆိုရင်ကွာပြောရမှာဆိုရင်အခြားသူတွေကလူတွေအများကြီးကြားထဲမှာရုပ်တရက်နမ်းလိုက်တယ်ပဲထားရတော့ပိုင်နံပါတ်3တွေကအဲ့ဆိုရင်သူတို့ရဲ့ partner တွေကပြောမယ်ဟဲ့ဘာလို့နမ်းတာလဲဘာဖြစ်လို့လဲဒီတိုင်းမဲ့လေချစ်လို့လေသူတို့တော့ကအဲ့လိုမျိုးကဟိုဒီနေရာဟိုနေရာဆိုပြီးအကန့်အသတ်တွေရှိမနေဘူးတိလားသူတို့တကယ်စိတ်ထဲကခံစားချက်ရှိနေပြီဆိုရင်သူတို့ရဲ့ partner ကိုလှင့်မြန်ဆန်မဲ့တုတ်ပြန်တကြတယ်ဘေးလူတွေအခြားလူတွေမြင်ဘေးလူရဲ့မြင်လာပြီးမပြောနဲ့ဂိူးမဆိုင်နေဘူးကိုကြည့်ရမင်းကိုပဲကိုချစ်တာမင်းကိုပဲကို focus ထားတာမင်းကိုပဲအဲ့တော့ဘေးအမြင်တွေဘေးစကားတွေဘေးအတန်တွေကိုဘာမှမသိဘူးဒါမျိုးတွေပေါ့အဲ့တော့ပြောချင်တာဥတီယာတခုလည်းပဲထားတတ်တဲ့လူတွေထဲမှာပါတယ်တခါကြရင်ပေါ့နော်အမြဲတမ်းကြီးတော့ခုနလိုမျိုး romantic ဆန်နေတာမျိုးကြီးလည်းမဟုတ်တယ်လို့အမြဲတမ်းတော့သူတို့တွေက surprise ဖြစ်မဲ့အရာကြီးလည်းသူတို့အဲ့လိုမျိုးကြီးဟိုပိုင်နံပါတ်3တွေကလေpartner ကိုလုပ်ပေးတာမျိုးဘာမျိုးလဲအမြဲတမ်းမရှိဘူးသူတို့ကဟိုပြောရမှာဆိုရင်သူတို့လုပ်ပေးတတာဘာလဲဆိုတော့တခုဆိုရင်ကိုလုံနေရကိုစားနေချိန်ဒါလေးငါရဲ့ချစ်သူလေးစားရင်ကောင်းပါပဲငါရဲ့ crush လေးစားရင်ကောင်းပါပဲဒါလေးသူနဲ့ဆိုအရန်လိုက်ပါပဲဒီလိုမျိုးတွေးပြီးတဲ့စိတ်လေးနဲ့တွေကိုအရန်ပြောရမှာဆို enjoy ဖြစ်စရာအရန်ကောင်းတယ်တောင်တန်လူကကိုယ့်ဘုတ်ကိုပဲအရင်ကြည့်တတ်ကြအရင်တောင်တန်လူတွေအများစုပေါ့နော်တောင်တန်လူမဟုတ်ပါလူအများစုကကိုယ့်ဘုတ်ကိုပဲကြည့်တတ်ကြသို့ပေမဲ့ပိုင်နံပါတ်3လေးတွေကကိုယ့်ဘုတ်ကိုကြည့်တာထက်ကိုယ့်ရဲ့လူကိုပိုကြည့်တတ်ကြတယ်ဒါသူတို့ရဲ့ love language ပဲဟုတ်ပြီနော်အဲ့တော့ပိုင်နံပါတ်3လေးတွေကတော့ပြောရမယ်ဆိုရင်တော့ဒီထဲမှာ love language အရာဆိုရင်တော့အကောင်းလဲများတယ်သို့ပေဒီသူတို့ရဲ့အချက်လက်လေးလည်းအဲ့လိုမျိုးသူတို့ကနည်းနည်းလေးတော့ဟိုဘယ်လိုပြောရမလဲ100မှာ80%တော့ကောင်းတယ်20%တော့အားနည်းချက်ဆိုတော့ရှိရဖြစ်တဲ့အတွက်အဲ့လိုအပိုင်းလေးတော့နည်းနည်းပါတော့ရှိရပါတော့။ကျန်တဲ့အရာတော့ပြောစီရတော့မလို့မေးတော့မလို့ဒီမှာပြထားတဲ့ candidate တွေအရာဆိုရင်တော့နောက်ဆုံးအချက်ဆိုရင်တော့ပိုင်နံပါတ်3တွေကအရန်ချစ်ပြီးဆိုရင်တဲ့သူကတစ်ဖက်လူအပေါ်မှာဒါဘယ်လိုပုံစံမျိုးလေးတွေလုပ်တက်လဲဆိုတော့သူကဟိုမထိခလုတ်လေးတွေတီးလားအဲ့လိုအသေးရအောင်လိုက်စားတဲ့ပုံစံမျိုးလေးရှိရဲသူတို့ရဲ့ love language ကလည်းအဲ့ဒါပဲပေါ့နော်တစ်ဖက်လူကစိတ်မဆိုးအောင်မကြိုက်ပါဘူးမလုပ်ပါနဲ့ဆိုတဲ့အရာကိုမှလုပ်ချင်တာအဲ့လိုပြောလို့ဟိုမကြိုက်ပါဘူးမလုပ်ပါနဲ့ဆိုတာကိုယ့်ရဲ့ partner ကရက်တောက်တာမကြိုက်တဲ့ဥစ္စာရက်တောက်တာမျိုးမဟုတ်ဘူးအဲ့လောက်ကြီး serious ဖြစ်တဲ့ကိစ္စတွေကိုပြောတာမဟုတ်ဥပမာဆိုရင်ကိုယ့်ရဲ့ partner အေးစစ်တည်ငြိမ်နေတယ်ဆိုတော့ဘေးနားနေလိုက်စမယ်လိုက်ပြီးတော့ဟိုပြောတီပြောရီလုပ်မယ်အဲ့လိုမျိုးပေါ့နော်မကြိုက်ဘူးဆိုတဲ့ဥစ္စာလေးကိုလိုက်ပြီးတော့မှတစ်ဖက်လူပျော်ရွှင်ခြင်းအောင်လို့လုပ်တတ်တဲ့ထဲမှာပိုင်နံပါတ်3တွေကပါတယ်ဒါလေးတော့ပိုင်နံပါတ်2နဲ့နည်းနည်းခက်ဆင်တော့ဖြစ်သွားတယ်ဒါပေမဲ့လုံးဝတူတာမဟုတ်သူတို့ပုံစံတစ်မျိုးအမြဲတမ်းဟာတိုင်းညံရွှေနေရမျိုးမဟုတ်ဘူးသူတို့ကမကြိုက်ဘူးမလုံးနဲ့တော့မထိနဲ့တော့ဆိုတဲ့ဥစ္စာမှာထိခြင်းနဲ့စခြင်းနဲ့ပြောရမှာဆိုတစ်ဖက်လူရဲ့မျက်နှာအညှိုးမခံဘူး
စိတ်ဆိုးမခံစိတ်ဆိုးပြီဆိုတာနဲ့လိုက်စပြီအဲ့လိုပုံစံမျိုးလေးပေါ့နော်ဒါတော့ပိုင်းနံပါတ်3လေးရဲ့ left language နဲ့တို့ရဲ့အခြေခံချက်လေးဖြစ်ပါတယ်အဲ့တော့ပိုင်းနံပါတ်3လေးလည်းဒီပိုင်းလေးကိုနားထောင်ပြီးတော့ကျင်းနေကြရမယ်လို့မျှော်လင့်ပါတယ် Alice တို့အားလုံးပဲနောက်ထပ်ပိုင်းလေးမှာပြန်တွေ့ကြမယ်နော်ဆိုတော့က Alice ကဒီနေ့ပိုင်းနံပါတ်1ပိုင်းနံပါတ်2ပိုင်းနံပါတ်3သုံးခုစလုံးရဲ့အဖြေတွေကိုပြောကြားပေးပြီးသွားပြီဖြစ်ပါတယ်ဆိုတော့အားလုံးပဲကျေနပ်ပြီးတော့ပျော်ရွှင်ကြလိမ့်မယ်လို့လည်းမျှော်လင့်မိပါတယ်ပေါ့နော်အဲ့တော့နောက်ထပ်ပိုင်းနေမှာလည်း Alice တို့ပြန်တွေ့ကြပါရယ် Alice လည်းစူးစမ်းနေပါတယ်နော်ဒီပိုင်းလေးတွေကိုတင်ပေးဖို့အတွက်ကိုနော်အားလုံးပဲ Alice ရဲ့ YouTube လေးကိုsubscribe လုပ်သွားနိုင်တယ်လို့ Alice ရဲ့ Facebook page ဖြစ်တဲ့ Tarot Cafe by Alice မှာ page နှစ်ခုရှိပါတယ်တစ်ခုကတော့ follower 189k လောက်ရှိရထင်တယ်နော်နောက်တစ်ခုကကြာတော့ sorry ပါကိုမေးနေလို့နောက်တစ်ခုကကြာ follower 8k လောက်ပဲရှိရ page အရန် page နဲ့တကယ် main page ပေါ့နော်ဒီ page လေးကိုပဲတွားရောက်လေးလာပြီးတော့ personal booking လေးယူလို့ရပါတယ်လို့ Alice ကပြောချင်ပါတယ်အားလုံးပဲနောက်ထပ်ပိုင်းလေးတွေမှာပြန်တွေ့ကြမယ်နော်တတား